ရွာနေပူတဲ့ကိုယ်တွေလည်းဖြန့်လို့သာပင်လေပြမငါဖောင်းဝမ်းလာရှာလေညိုချိန်မှလည်းအိမ်သူမယားသားသမီးတွေပြန်လန်းငကန်းငါဆောင်ကြရှာတနေ့တော့လေလေမောင်တိုင်းကြီးကြလို့လားဝမ်းနေစရာပင်လေငါဖန်တော်တဲ့တို့ရဲ့အဖေပြန်လာချိန်ဟာနောက်ကျခဲ့ပြီနေဝင်တဲ့အခါမေဟာမိုးပြီးပဲကိုကတွဲလို့ကြမြေကံကြမ္မာကိုသာတွေ့ရင်စောင့်မျှော်ပါချိန်ဟာတစ်ခါပြန်လို့မနဲ့မိုးလေးရောက်ခဲ့ပြီစီကားကြီးကကန်းကတော့ရှာဘိုးလေးချိန်နေရောက်လဲကြလို့ပြီဝီဝီမာလေးငယ်လေးမျောရင်နေလို့လားအဖေပြန်မပါလိုက်များပုတ်သာဆုံးဆမ်းမျောလားဘာလို့ဆိုနေမလဲကန်တရားရဲ့ဆုံးဖြတ်ရမလုံဆန်းနိုင်မှာကောင်းကောင်းလုပ်နေမှာတောင်းနေရေစနာနေညိုတိုင်းလဲသွားလို့သာအမေဟာဟိုကခုထိဆောင်နေရှာ